စိတ်ပိုင်းဆိုင်ရာချက်လက်တက်တူတွေကိုဘလို့ပြန်ပြီးပပနနတွန့်ပြန်မလဲဒီနေ့ရခွဲချမ်းစိတ်ဖျားမှုမှာတော့အဲ့ဒီအတွက်နီးပြဟာကြတဲ့လက်ညွန့်ချက်တွေကိုတစ်ခုချင်းစီအသေးစိတ်ဆွေးနွေးသွားမှာပါသူတို့တွေကတစုံတယောက်ကိုကြည်နေတယ်ဆိုတာသဘောကျလို့မဟုတ်ဘူးတွက်ချက်နေတာသူတို့ရှာနေတာကခုနမဟုတ်ဘူးဗျာသူတို့ရှာနေတာကအတုံးချလို့ရမယ့်အာနေချက်တွေမကြက်သေးတဲ့တန်ရာတွေအတိမဖြူမှုကိုငတ်မနေတဲ့လက္ခဏာတွေဒါတွေကိုရှာနေတာဟုတ်တယ်စိတ်ပိုင်းဆိုင်ရာစစ်မြင်ပြန်မော့ဒီလောကဒီမှာတိုက်ပွဲတိုင်းကအများတနေတာမှမဟုတ်တာအပြုံးတွေချီကျူးစကားတွေပြီးတော့ဟန်ဆောင်စိုးရင်ပြမှုတွေအဲ့ဒါတွေရဲ့နောက်ွယ်မှာစိတ်ပိုင်းဆိုင်ရာစစ်ပွဲတွေကအမြဲတမ်းရှိနေတယ်တတိထားမှုလိုတာကတခါလေမှဘွေရဲ့ကျင်နာမှုရိုးသားမှုပွင့်လင်းမှုတွေကတောင်သူတို့တို့လက်နဲ့တစ်ခုဖြစ်သွားနိုင်တယ်ဆိုတာပါပဲဒီအကြောင်းနဲ့ပတ်သက်ပြီးနီကိုလိုမာခီယာဗယ်လီပြောခဲ့တာလေးတစ်ခုရှိတယ်ဒီလက်တရားတိုင်းပဲအပြည့်အဝနေထိုင်သွားမယ်လို့ဆုံးဖြတ်ထားတယ်သူဟာသူ့ကိုဖြစ်စီမဲ့အရာနဲ့မကြောက်ဟင်မှာပဲတွေ့ရလိမ့်မယ်တဲ့ဆိုလိုတာကရှင်းရှင်းလေးပဲဒီလောကမှာရှင်သန်ခြင်းရင်ဒီကစားပွဲကိုနားလည်ထားဖို့လိုတယ်အကယ်၍အသက်စီးရကျင်တယ်ဆိုရင်တော့တခြားလူတွေတဲ့ပိုကောင်းအောင်ကစားတတ်ဖို့လိုလာပြီပေါ့ဒါကြောင့်မို့လို့ဒီဆွေးနွေးမှုကပုံမှန်ဟောပြောပွဲတစ်ခုလို့မဟုတ်ဘူးဒါစိတ်ပိုင်းဆိုင်ရာကိုကာကွယ်ဖို့အတွက်နီးပြုတ်ဟာလက်ဆွဲစားအုပ်တူပဲတကယ်တိုက်ပွဲအစီအစဉ်တစ်ခုပါကဲပထမဆုံးပြောင်းလဲရမယ့်အချက်ကဘာလဲဆိုတော့စိတ်ခံစားမှုနဲ့တုံ့ပြန်တာကိုရလိုက်ပါပြီးတော့နီးပြုတ်ဟာကြတွက်ချက်ဖို့စဉ်းစားရမယ်ကိုကာကွယ်ဖို့ပဲအာယုံစိတ်မနေပဲအခြေအနေကိုလေးလာစောင့်ကြည့်ရမှာပါကောင်းပြီအဲ့ဒီတော့ပထမဆုံးနီးဖြူဟာအစုံကိုကြည့်လိုက်ကြရအောင်ဒါတွေတော့ကောက်ွယ်ရေးအပိုင်းတွေပေါ့ချက်လဲတို့ရဲ့အစားပိုင်းတိုက်ခိုက်မှုတွေကိုချေဖြစ်ဖို့အဓိကထားတယ်နီလာနှစ်ခုကတော့မှန်ပြန်ဟတ်ချင်နဲ့စက်ခံစားမှုလေဟန်နဲ့ဖန်တီးခြင်းပါပဲမမြဟချင်းကောက်ွယ်ရေးစတာပါလဲဆိုတော့ချက်လဲတဲ့သူလုံးသမျှအဖြူမှုကိုသူတို့ရှိကိုပဲမှန်တစ်ချက်လို့ပြန်ထုတ်ပြလိုက်တာအဲ့လိုလုပ်လိုက်တဲ့အခါသူတို့မှထိန်းချုပ်နိုင်စွမ်းရှိတဲ့ဆိုတဲ့ထင်ရောင်ထင်မှားဖြစ်နေတဲ့ရှေ့ကိုရိုက်ချုပ်ပစ်လိုက်သလိုပဲဘာလို့လဲဆိုတော့ချဲလမှုစတာကသူတို့ကဖြူမှုလဲပြစ်မကတုံ့ပြန်ရတယ်ဒီလိုမညီမျှတဲ့ဆက်ဆံရေးပုံမှာခြေခံထားတာကိုကဲဒါကိုလက်တွေ့မှာဘယ်လိုသုံးမလဲဥပမာသူတို့ကရှုပ်အောင်ပဟေလီလိုစကားတွေပြောလာရင်ဘာမှပြန်မပြောဘဲတိတ်တိတ်လေးနေလိုက်ပါအဖြေအဖို့ဖြေပေးလာရင်လားသူတို့မေးတဲ့မေးခွန်းကိုပဲသူတို့ကိုပြန်မေးလိုက်ဟန်ဆောင်မိကျင်နာပြနေရင်စိတ်ခံစားမှုလုံးဝမပါပဲအေးဆက်ဆက်ပဲပြန်တုံ့ပြန်လိုက်ပါဒါကသူတို့ကိုသူတို့ရဲ့မန်တဲမှာသူတို့ဘာသာပြန်ကြည့်ခိုင်းလိုက်တာနဲ့အတူတူပဲနောက်ကနီးကတော့စိတ်ခံစားမှုလေးဟာနဲ့ဖန်တီးတာဒါအများရေးကြီးတယ်ဘာလို့လဲဆိုတော့ချက်လဲတဲ့သူတယောက်ရဲ့အကြီးမားဆုံးလက်နက်ဆိုတာပစ်မှတ်ထားခံရသူရဲ့စိတ်ခံစားမှုပဲအဲ့ဒီစိတ်ခံစားမှုကိုဒါဖယ်ရှားပစ်နိုင်ရင်သူတို့ရဲ့စွမ်းအားကိုပါတခါတည်းဖယ်ရှားပစ်လိုက်တာနဲ့အတူတူပဲဒီလိုစိတ်ခံစားမှုမပြဘဲကြားနေနေချာမှနီးပြလိုက်ချကချက်လဲတဲ့သူအထက်တော့လမ်းပြောက်သွားစေတဲ့မြူခိုးတွေတဲ့ရောက်သွားတယ်လို့ပဲသူတို့ဘာဆက်လုပ်ကမှမသိတော့ဘူးသူတို့ရဲ့ကစားပွဲကအဲ့ဒီမှာတင်ပြတ်သွားတော့မှတ်ထားရမှာကလူရှိသူရှိမှပြတဲ့စိတ်ခံစားမှုဆိုတာရန်သူကိုပေးလိုက်တဲ့ကိုယ့်ရဲ့အချက်လက်တွေပဲဟုတ်ပြီကာကွယ်ရေးအပိုင်းပြီးတော့အခုထိန်းချုပ်မှုအပိုင်းကိုတွားကြည့်အောင်ဒီနီးပြွာတွေကတော့ဆက်ဆံရေးအချိန်ကိုက်ပြီးတော့သူတို့မျော်လင့်နေတဲ့ဇူလက်တွေကိုပြန်ပြီးထိန်းချုပ်ဖို့ကပါပထမတစ်ခုကနင်းပြဟာကြနောက်နေချင်းချဲလေတဲ့သူတွေကအရေးကြီးပုံစံမျိုးအလင်းလိုတဲ့အခြေအနေတွေကိုဖန်တီးရတာသဘောကျလေ။ဘာကြောင့်လဲဒီလားအရှင်အရာမြန်လာရင်လူတွေကတေချာမစင်းစားတော့ဘူးလေ။အဲ့တော့သူတို့ကိုချက်ချင်းတုံပြန်ပေးအစားတမင်တကာအချိန်ဆွဲလိုက်ပါ။ဒါကသူတို့ရဲ့စီချက်ကိုဖျက်ဆီးပြီးကိုယ့်ဘက်မှာပြန်စင်းစားဖို့တွက်ချက်ဖို့အချိန်ရစေတယ်။နောက်နီးလန်းတစ်ခုကဆူလက်ပြောင်းပြန်လန်းချင်းချဲလေတဲ့သူတွေကချီးမွမ်းစကားလေးနဲ့လူတယောက်ရဲ့အတ္တကိုငားမျောချိုက်လို့ချိုက်တယ်အပြစ်တင်စကားလေးနဲ့အတိစိတ်ကိုချိုက်တယ်အဲ့ဒီတော့ဒီနီလန်းကသူတို့မျောလက်နေတဲ့စိတ်ခံစားမှုပိုင်းဆိုင်ရာတုံ့ပြန်မှုအဲ့ဒီဆူလက်တီကိုလုံးဝမပေးပဲရုပ်သိမ်းလိုက်တာပဲဥပမာအနေနဲ့ပြောရရင်သူတို့ကလိုတာတဲ့ပို့ပြီးချီကျူးစကားတွေပြောလာတဲ့အခါဘာမှစိတ်ဝင်စားတဲ့ပုံမပြဘဲနေလိုက်ပါဒါမှမဟုတ်ခေါင်းလေးပဲညှိပြလိုက်စကားလမ်းကြောက်လွေးပြလိုက်အပြစ်ရှိတယ်လို့ခံစားရအောင်လုပ်လိုက်ရင်ကောဒီတခါတော့မဖြစ်နိုင်ဘူးဆိုပြီးစိတ်ခံစားမှုမပါတဲ့မျက်နှာသေးနဲ့ပြပြသားသားတုံ့ပြန်လိုက်ရုံပဲကဲအခုကျွန်တော်တို့အစင်းမြင့်နီးညွရတွေဘက်ကိုရောက်လာပြီဒီနီလန်တင်ကတော့အချက်အလက်တွေကိုဘယ်လိုစီမံခန့်ခွဲမလဲပြီးတော့ကို့မှာအဆုံးစုံသောစားအာဏာရှိတယ်ဆိုတာကိုဘယ်လိုပြမလဲဆိုတာနဲ့ပတ်သက်တယ်နောက်နေ့ view ဟာကိုမသွားခင်မှာဒီအချက်လေးကိုအရင်နားလည်ချဖို့လိုတယ်ချဲလဲတဲ့သူတယောက်ရဲ့အစီအစဉ်အောင်မြင်ဖို့ဆိုတာတိကျတဲ့ပေးမှတ်အချက်လက်ပြောရရင် coordinate တွေလိုတယ်တယောက်ယောက်ကအရန်ပွင့်လင်းပြီးရှင်းလင်းပြတ်သွားနေရင်သူ့ကိုခံမှန်းရလွယ်သွားပြီးဒါကပဲသူ့ရဲ့အားနဲ့ချက်ဖြစ်သွားစေရော
အဲ့ဒါကြောင့်မို့လို့မပြတ်သားမှုတန်ချက်ကားဆိုတဲ့နီလန်းကိုသုံးရတော့မှာဆိုလိုတာကတိကျတဲ့အဖြေတွေမပေးဘူးအများကြီးအကျယ်တွင်ရှင်းမပြဘူးကိုယ့်ရဲ့အတွင်းစိတ်ကိုလုံးဝဖွင့်မပြဘူးဒီလိုလုံချအဖြစ်ကိုခံမှန်းရလွယ်တဲ့စစ်တုဝင်ခုံဘောကအယုတ်တရုတ်အဖြစ်ခနေဘယ်သူမှဖန်ဆိုးလို့မရတဲ့မြူခိုးတစ်ခုအဖြစ်ပြောင်းလဲပြလိုက်တာပဲဒါပေမဲ့အဆုံးဆုံးစွာကတော့ဘာဖြစ်မလဲကားခွေရေးကစားခွက်တွေကနေအဆုံးတိုက်စစ်ကစားခွက်စီကိုကူပြောင်းကြည့်အောင်အဲ့ဒါကတော့ထွက်ခွာသွားနိုင်ကြီးဆိုတဲ့ချိန်ချုံမှုပဲဒါကဘဲချိန်မဆိုဒီနေရာကနေထွက်သွားနိုင်တယ်ဆိုတဲ့တိတ်ဆိတ်ပြီးယုံကြည်မှုအပြည့်ရှိတဲ့အရေးအယုံပြခြင်းပဲချစ်လေသူတွေရဲ့ချိန်ချုံမှုဆိုတာကသူတို့ပေါင်မိခိုနီမှအလုပ်ဖြစ်တာလीဒီနီလန်းကသူတို့ရဲ့ချိန်ချုံမှုကိုအမြင့်ကနေဆွဲနှုတ်လိုက်တယ်လို့ပဲဒါကိုငါထွက်သွားတော့မှလွတ်ပြောနေစရာမလိုဘူးကိုယ့်ရဲ့အချိန်ကိုထိန်ချုပ်ပြတာစိတ်ပိုင်းဆိုင်ရာမှာစီကန်းရှိတာဒီလိုအပြုမှုတွေနဲ့ပဲတိတ်လေးပြရမှာကဲအခု master level အဆုံးနဲ့အသိမွေးဆုံးနီးဗျူဟာကိုရောက်လာပါပြီဒီနီလန်ကတော့လီလာစောက်ကြည့်တာနဲ့ဘာမှမလုပ်ဘဲနေတာကိုပေါင်းစပ်ထားတာဒါကတော့မတိချင်အောင်ဆောင်ခြင်းအမှုပညာပါပဲသူတို့ရဲ့ချယ်လီနေတဲ့ကစားပွဲကိုအဆအဆုံးသိနေတယ်ဒါပေမဲ့လုံးဝမသိလို့ဟန်ဆောင်နေလိုက်တာဒီလိုလုံးလိုက်တော့ချယ်လေတဲ့သူကသူနိုင်နေပြီလို့ထင်ပြီးတော့သူ့လက်ထဲမှာရှိတဲ့ဖဲအကုန်လုံးကိုချပြလာလိမ့်မယ်ဟုတ်တယ်ဒီနီးဗျူဟာကစိတ်ရှည်မှုအပေါ်မှာအဓိကမူတည်တယ်ညီကုန်းချုပ်အနေနဲ့ပြောရရင်ဒါဟာစိတ်ပိုင်းဆိုင်ရာအပြောင်းလဲရေးတစ်ခုပဲသူတို့အတွေ့စိတ်ခံစားမှုတွေကိုထောက်ပံ့ပေးနေရတဲ့သူတယောက်အဖြစ်နဲ့ဩဇာအာဏာရဲ့ရင်းမြစ်တစ်ခုအဖြစ်ပြောင်းလဲရတည်လိုက်တာမှတ်ထားပါစွမ်းအားဆိုတာနောက်ကနေလိုက်ဖမ်းနေရတာမဟုတ်ဘူး။ तू ကရွေးချယ်တာဂရုမဆိုင်မှုဆိုတာသူတို့ရဲ့ကစားပွဲတွေကိုအရေးပြောသွားစေတဲ့အစွမ်းထက် exit တစ်မျိုးပဲသူတို့အတွက် fun လို့မမီတဲ့ဒီစိတ်တကောင်လို့ဖျက်အောင်နေလိုက်ပါနောက်ဆုံးမှာများစာအဖြစ်အသုံးချမခံရတော့ဘူးအားရင်နေစုပ်ယူမခံရတော့ဘူးစိတ်ပိုင်းဆိုင်ရာရဲ့အပြေဝအတာစီရနေတဲ့သူတရားဖြစ်လာမှာပါအတန်ကျေချင်းနဲ့ကိုဖောထုတ်ပြနေတဲ့သူတွေပြည့်နေတဲ့ဒီလောကကြီးမှာဘယ်သူမှအတွင်းကြကြနားမလည်နိုင်တဲ့ဖက်လို့မရတဲ့လူတစ်ယောက်ထက်ပို့ပြီးတော့စွမ်းအားကြီးတဲ့အရာဘာများရှိနိုင်ဦးမှာလဲ